ကဲ Kotlin Dev Day ခင်ဗျားတို့ကုတ်တည်ရင်ဒီနေရာမှာတော့ class တွေကအမျိုးအစားနည်းနည်းလေးပဲရှိပြီးတစ်ခုနဲ့တစ်ခုဆက်ဆက်နေရင်ကောင်းပါနဲ့လို့တွေးဖူလားဒါမှမဟုတ် when expression တွေရေးရင် else မပါရင် compile error တက်လို့စိတ်ရှုပ်ဖူလားဒီနေ့တော့ခင်ဗျားတို့ရဲ့ Kotlin code ဒီခုနောက်တစ်ဆင့်မြင့်တင်ပေးမယ်ပိုပြီးတန့်ရှင်းပိုပြီးလုံခြုံပိုပြီးထိန်းသိမ်းရလွယ်ကူစေမဲ့ feature တစ်ခုအကြောင်းပြောပြပေးသွားမှာပါအဲ့ဒါကတော့ Kotlin sealed classes တွေပါပဲကျွန်တော်တို့အနေနဲ့ application တစ်ခုရေးတဲ့အခါ data တွေကို network ကနေဆွဲတာမျိုးဒါမှမဟုတ် user ရဲ့ input ကိုလက်ခံတာမျိုးလုပ်ရပါတယ်ဒီလိုအခြေအနေတွေမှာ result ကအောင်မြင်တာ success ဖြစ်နိုင်တယ်လို့ error failure လည်းဖြစ်နိုင်တယ်ဒါမှမဟုတ် data ဆွဲနေတော့ loading တခင်လေးရှိနိုင်ပါတယ်ဒီလိုမျိုးကန့်သက်ထားတဲ့အခြေအနေ state နည်းနည်းလေးကိုပဲကိုစားပြုကြည့်တဲ့အခါဘာသုံးရမလဲ interface သုံးရမလား abstract class သုံးရမလားဒါတွေကလည်းအလို့ဖြစ်ပေမဲ့တခါလေကြတော့မလိုအပ်ပဲ class တွေအများကြီးကိုအပြင်ကနေလာ extend လုပ်ခွင့်ပေးနေတယ်လို့ဖြစ်နေနိုင်တယ်ဒီလိုပြဿနာတွေကိုဖြေရှင်းဖို့ Kotlin က sealed class ဆိုတာကိုမိတ်ဆက်ပေးထားပါတယ် sealed class ဆိုတာဘာလဲဆိုတော့သူ့ရဲ့ subclass တွေဟာသူနဲ့အတူတူ same file ထဲမှာတည်းရှိရမယ်လို့ကန့်သက်ထားတဲ့ abstract class တွေမျိုးပါပဲအခုနောက်ပိုင်း Kotlin versions ဒီမှာတော့ same module package ထဲမှာလည်းရှိလို့ရပါပြီဒါပေမဲ့စတင်လေ့လာသူတွေအတွက် same file လို့မှတ်ထားတာကပိုရှင်းလင်းပါတယ်ဒီတော့ဘာကောင်းလဲအဓိကအကျိုးကျေးဇူးကတော့ type safety နဲ့ exhaustive when expressions တွေပါပဲဥပမာအနေနဲ့ကျွန်တော်တို့ network result ဆိုတဲ့ sealed class တစ်ခုဖန်တီးမယ်ဆိုပါစို့သူမှာ loading success error ဆိုတဲ့ data class တွေနဲ့ object တွေပါမယ် sealed class network result object loading as network result data class success val data string as network result data class error val message as network result ဒီ network result ကိုကျွန်တော်တို့ when expression နဲ့သုံးတဲ့အခါအံ့ဩစရာကောင်းတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ when expression ထဲမှာ network result ရဲ့ subclass အားလုံးကို handle လုပ်ပြီးပြီဆိုရင် else block ကိုထည့်စရာမလိုတော့ပါဘူး Kotlin compiler က main က sealed class ရဲ့ထည့်နိုင်ခြေရှိတဲ့အမျိုးအစားအားလုံးကိုကင်တွယ်ပြီးသွားပြီဘာမှထပ်လုပ်စရာမလိုတော့ဘူးဆိုပြီးအတိအမှတ်ပြုပြီးပါတယ်ဒါကကိုယ့်ရဲ့ code တွေကိုပို့ပြီးခန့်မှန်းလို့ရစေတယ်ဘယ်အခြေအနေမှမကြံတော့ဘူးဆိုတာကိုသိကြစေတယ်နောက်ပြီးအနာဂတ်မှာ network result ထဲကို subclass အသစ်တစ်ခုထည့်လိုက်ရင် when သုံးထားတဲ့နေရာတိုင်းမှာ compiler က hey လို့ဒီအမျိုးအစားအသစ်ကိုမင်းမကင်တွယ်ရသေးဘူးနော်ဆိုပြီးသတိပေးပါလိမ့်မယ်ဒါက refactoring လုပ်တဲ့အခါအကြီးအကျယ်အထောက်အကူပြုပါနဲ့တချို့တွေကမေးကြလိမ့်မယ် enum တွေနဲ့ဘာကွာလဲ enum တွေက fixed set of instances တွေအတွက်ပါဥပမာ color.red color.blue လို့မျိုးဒါပေမဲ့ sealed class တွေကတော့ fixed set of types တွေအတွက်ပါ success မှာ data ပါနိုင်တယ် error မှာ message ပါနိုင်တယ် loading မှာဘာမှမပါဘဲ object တစ်ခုအနေနဲ့ရှိနေနိုင်တယ်တစ်ခုချင်းစီမှာသူ့ရဲ့ကိုယ်ပိုင် state တွေ property တွေရှိနေနိုင်တယ်ဒါက enum တွေမလုပ်နိုင်တဲ့အရာပါ Kotlin sealed classes တွေဟာ type safe တဲ့ domain specific language DSL တွေတည်ဆောက်တဲ့အခါ state management အတွက်ဥပမာ UI state တွေကိုဒါမှမဟုတ် result handling အတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲခင်ဗျားတို့ရဲ့ code တွေကိုပို့ပြီးဖတ်လို့ကောင်းအောင်နားလည်လွယ်အောင်အမားနဲ့အောင်လုပ်ပြီးနိုင်ပါတယ်ကဲဘယ်လိုလဲ Kotlin sealed classes တွေကတော်တော်လေးစိတ်ဝင်စားစရာကောင်းနေမဟုတ်လားဒီနေ့ကစပြီးခင်ဗျားတို့ရဲ့ project တွေထဲမှာ sealed classes တွေကိုစမ်းသပ်အပြူထားကြည့်ဖို့တိုက်တွန်းခြင်းပါတယ်ဒါမှခင်ဗျားတို့ရဲ့ Kotlin skills တွေဟာနောက်တစ်ဆင့်ကိုတက်လှမ်းသွားမှာပါဒီဗီဒီယိုကနေတခုခုအသစ်သင်ယူလိုက်ရတယ်ဆိုရင် like လုပ်ပေးပါအောင်နောက်ပြီးခင်ဗျားရဲ့သူငယ်ချင်း dev တွေကိုလည်း share ပေးဖို့မမေ့ပါနဲ့နော်ကျွန်တော်တို့ channel ကို subscribe လုပ်ထားရင်လည်း Kotlin နဲ့ပတ်သက်တဲ့အမိုက်စား content တွေအများကြီး sub တင်ပေးဦးမှာပါနောက်ဗီဒီယိုမှာပြန်တွေ့မယ်နော် bye